လွန်ခဲ့သောနှစ်ပေါင်းထောင်ချီကလှုပ်ဝက်စမ်းကြဲတဲ့မူလတောင်တန်းကြီးရဲ့အမြင့်ဆုံးတောင်ထိပ်ပေါ်မှာမော်ပညာတွေနဲ့ပြည့်စုံတဲ့နဂါးတစ်ကောင်နေထိုင်ခဲ့ပါတယ်။နဂါးဟာပတမြားနီရဲလိုအရေခွန်တွေနဲ့ဖုံးလွှမ်းနေပြီးသူ့ရဲ့မျက်လုံးတွေကလည်းမီးတောက်တွေလိုတောက်ပနေပါတယ်။သူဟာတောင်တန်းတစ်ခုလုံးရဲ့စောင့်ရှောက်သူဖြစ်ပြီးမည်သူမျှမချင်းကပ်ဝန်းတဲ့နေရာမှာနေထိုင်ခဲ့ပါတယ်။နဂါးဟာတစ်ချိန်တုန်းကရန်လိုပြီးကြောက်မက်ဖွယ်ကောင်းတဲ့နဂါးတစ်ကောင်ဖြစ်ခဲ့ပေမဲ့နှစ်တွေကြာလာတာနဲ့အမျှသူဟာတောင်တန်းကတက်ရှိတတဝါတွေကိုစောင့်ရှောက်တဲ့ငြိမ်းချမ်းတဲ့နဂါးတစ်ကောင်ဖြစ်လာခဲ့ပါတယ်။သူ့ရဲ့နူးညံ့သိမ်မွေ့တဲ့အလင်းရောင်ဟာတောင်တန်းတစ်လျှောက်လုံးကိုလွှမ်းခြုံထားပြီးတစ်ပင်ပန်းပန်းတွေနဲ့တိရစ္ဆာန်လေးတွေကိုအကာအကွယ်ပေးခဲ့ပါတယ်။တောင်တန်းရဲ့အခြေအထိဆင်းသက်လာတဲ့မြူနှင်းတွေထဲမှာတော့အဒိုယာလို့ခေါ်တဲ့ရွာလေးတစ်ရွာရှိပါတယ်။အဲ့ဒီရွာလေးကလူတွေဟာတောင်ပေါ်ကနဂါးကြီးကိုဒဏ္ဍာရီဆန်နဲ့စောင့်ရှောက်သူတဦးလိုသဘောထားပြီးလေးစားကြောက်ရွံ့ကြပါတယ်။တနေ့မှာတော့မော်ဆရာရေးပန်ဆိုသူဟာနဂါးရဲ့ပတမြားအရေခွန်တွေမှာရှိတဲ့မော်စွမ်းအင်ကိုရယူဖို့ကြံစီပါတော့တယ်။ရေးပန်ဟာမှောင်မိုက်တဲ့မော်ပညာကိုလေ့လာခဲ့သူဖြစ်ပြီးသူ့ရဲ့အစွမ်းကိုတိုးမြင့်ခြင်းနေသူပါသူဟာရှေးဟောင်းကျမ်းစာတွေထဲကနေနဂါးအရေခွန်ရဲ့စွမ်းအင်ကိုထုတ်ယူနိုင်တဲ့နည်းလမ်းကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ရေးပန်ဟာသူ့ရဲ့တပည့်တွေနဲ့အတူမူလတောင်တန်းစီကိုဦးတည်ထွက်ခွာလာပါတယ်။အဒိုယာရွာကရွာသူရွာသားတွေဟာရေးပန်ရဲ့အန္တရာယ်ကိုသတိမထားမိကြပါဘူး။ဒါပေမဲ့ရွာထဲကအဲလာလို့ခေါ်တဲ့ငယ်ရွယ်တဲ့မိန်းကလေးတဦးကတော့ထူးဆန်းတဲ့အိမ်မက်တွေမက်နေပါတယ်။အိမ်မက်ထဲမှာမီးတောက်နေတဲ့မျက်လုံးတွေနဲ့နဂါးတစ်ကောင်ဟာအန္တရာယ်တစ်ခုကနေသူမရဲ့ရွာကိုကာကွယ်နေတာကိုတွေ့နေရပါတယ်။အဲလာဟာနဂါးကိုယုံကြည်သူဖြစ်ပြီးတောင်တန်းနဲ့နဂါးရဲ့ဆက်နွယ်မှုကိုအမြဲတမ်းစိတ်ဝင်တစားလေ့လာခဲ့သူပါ။ရေးပန်နဲ့သူ့ရဲ့တပည့်တွေတောင်တန်းကိုရောက်လာတော့နဂါးဟာသူတို့ရဲ့မကောင်းတဲ့ရည်ရွယ်ချက်ကိုချက်ချင်းသိလိုက်ပါတယ်။နဂါးဟာတောင်တန်းကိုအကာအကွယ်ပေးဖို့သူ့ရဲ့မော်စွမ်းအင်တွေကိုစတင်အသုံးပြုပါတယ်။မြူနှင်းတွေပိုပြီးထူထပ်လာအောင်လုပ်လိုက်ပြီးတောင်တက်လန်းတွေကိုရှုပ်ထွေးအောင်ဖန်တီးလိုက်ပါတယ်။ဒါပေမဲ့ရေးပန်ဟာသူ့ရဲ့မော်ပညာတွေနဲ့မြူနှင်းတွေကိုဖောက်ထွင်းပြီးရှေ့ဆက်တက်လာခဲ့ပါတယ်။အဲလာဟာသူ့အိမ်မက်တွေရဲ့ထူးဆန်းမှုကိုစတင်နားလည်လာပြီးရွာကိုအန္တရာယ်ကျရောက်နေပြီဆိုတာသိလိုက်ပါတယ်။သူမဟာရွာကလူတွေကိုသတိပေးဖို့ကြိုးစားပေမဲ့ဘယ်သူမှသူမကိုမယုံကြည်ကြပါဘူး။နောက်ဆုံးတော့သူမဟာတယောက်တည်းတောင်ပေါ်ကိုတက်ပြီးနဂါးကိုသတိပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲလာဟာမူလတောင်တန်းကိုဥတီပြီးတိတ်တိတ်လေးထွက်ခွာလာခဲ့ပါတယ်။တောင်ပေါ်ကိုရောက်တဲ့အခါအဲလာဟာနဂါးနဲ့ရေးပန်တို့ရဲ့တိုက်ပွဲကိုတွေ့လိုက်ရပါတယ်။ရေးပန်ဟာမှောင်မိုက်တဲ့မော်ပညာတွေကိုအသုံးပြုပြီးနဂါးကိုတိုက်ခိုက်နေပါတယ်။နဂါးကလည်းသူ့ရဲ့ပတမြားအလင်းရောင်တွေနဲ့ပြန်ပြီးခုခံနေပါတယ်။အဲလာဟာနဂါးကြီးအားနည်းနေတာကိုသတိထားမိပြီးဘလို့ကူညီရမလဲဆိုတာစဉ်းစားပါတယ်။သူမဟာရေးပန်ရဲ့အစီအစဉ်ကိုဖျက်ဆီးနိုင်မဲ့နည်းလမ်းကိုစဉ်းစားမိသွားပါတယ်။ရေးပန်ဟာနဂါးရဲ့စွမ်းအင်ကိုထုတ်ယူဖို့အတွက်ရှေးဟောင်းပတမြားခွက်အသုံးပြုနေတာကိုအဲလာတွေ့လိုက်ရပါတယ်။ဒီခွက်ဟာနဂါးရဲ့စွမ်းအင်ကိုစုပ်ယူနိုင်စွမ်းရှိပါတယ်။အဲလာဟာရဲရင်စွာနဲ့ခွက်ကိုလှမ်းယူလိုက်ပြီးမြေကြီးပေါ်ကိုပစ်ချလိုက်ပါတယ်။ခွက်ဟာကွဲကြေသွားပြီးနဂါးရဲ့စွမ်းအင်တွေဟာတောင်တန်းထဲကိုပြန်ပြီးစီးဆင်းသွားပါတယ်။ပတမြားခွက်ကွဲသွားတာနဲ့တပြိုင်နက်နဂါးရဲ့စွမ်းအင်တွေပြန်ပြည့်လာပြီးရေးပန်ကိုအနိုင်ယူလိုက်ပါတယ်။ရေးပန်ဟာသူ့ရဲ့တပည့်တွေနဲ့အတူမှောင်မိုက်တဲ့တိမ်တိုက်ကြီးဖြစ်ပြောင်းလဲပြီးပျောက်ကွယ်သွားပါတယ်။နဂါးဟာအဲလာကိုကျေးဇူးတင်တဲ့အနေနဲ့သူ့ရဲ့ပတမြားအလင်းရောင်နဲ့သူမကိုထွန်းလင်းပေးလိုက်ပါတယ်။အဲလာဟာအကာအကွယ်ပေးထားတဲ့မော်စွမ်းအင်ကိုခံစားရပြီးသူမဟာနဂါးနဲ့တသားတည်းဖြစ်သွားသလိုခံစားရသွားပါတယ်။သူတို့ဟာအဲလာကိုရဲရင်နဲ့သူရဲကောင်းတစ်ယောက်ဖြစ်သတ်မှတ်ပြီးသူမရဲ့စကားတွေကိုယုံကြည်သွားကြပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့အဒိုရာရွာသားတွေဟာတောင်ပေါ်ကနဂါးကိုပိုပြီးလေးစားလာကြပြီးအမြဲတမ်းဆူတောင်းပသကြပါတယ်။နဂါးဟာမူလတောင်တန်းပေါ်မှာဆက်လက်နေထိုင်ပြီးတောင်တန်းကိုစောင့်ရှောက်ခဲ့ပါတယ်။အဲလာကလည်းသူ့ရဲ့မော်စွမ်းအင်တွေနဲ့ရွာကိုကူညီပေးခဲ့ပါတယ်။ရေးပန်ဟာဘယ်တော့မှပြန်မလာတော့ပါဘူး။နဂါးနဲ့အဲလာရဲ့ပုံမြင်ဟာမျိုးဆက်ပေါင်းများစွာတိုင်အောင်ပြောစမှတ်ပြုရတဲ့ဒဏ္ဍာရီတစ်ခုဖြစ်လာခဲ့ပါတယ်။